ဒီနေ့မှဆိုရင်ပေါ့နော်ညီမတို့ရဲ့ခပ်ပိုင်းကိုရောက်ရှိထားတဲ့မိကန်တက်တာတွေထဲကမှပေါ့နော်လုံးဝကိုဆက်မှတ်ကြပြီးတော့အလန်းဆုံးဖြစ်တဲ့မိကန်တက်တာကလုံးနဲ့မိတ်ဆက်ပေးမယ်ဒီမိကန်တက်တာဆိုလို့ရှိရင်ညီမတို့ရဲ့ဒီမြန်မာနိုင်ငံမှာပထမဦးဆုံးပေါ့နော် face center နဲ့မျက်နှာ center နဲ့ပေါ့နော်ဖွင့်လို့ရတဲ့မိကန်တက်တာပဲဖြစ်ပါတယ်ဒါကြောင့်မို့ညီမကဒီ face center ကိုအသုံးပြုပြီးတော့ဘယ်လိုမျိုးဖွင့်ရလဲဆိုတဲ့ဥစ္စာမျိုးလေးကို testing လုပ်ပြပေးမယ်ပထမဆုံးပေါ့နော်ညီမဒါလေးကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်ညီမတို့ face center စကန်လေးပါမယ်နောက်တစ်ခုကကျတော့ဒီလိုမျိုး passport လေးနဲ့ပါမယ်ပေါ့နော်ညီမပထမဦးဆုံး face center နဲ့တစ်ချက်ဆက်ပြီးတော့ testing လုပ်ပြပါမယ်နော်ဒါလေးကတော့သူ့ရဲ့ပြင်ပဒီဇိုင်းလေးဖြစ်ပါတယ်။နောက်ခုညီမပတ်ပုံလေးနဲ့ဆက်ပြီးပြင်ပြပေးမယ်ပေါ့နော်။ဒါသူ့ရဲ့ဒီဇိုင်းလေးပါ။ဒီတော့ဒါ face center နဲ့ညီမပြင်ပြပြီးသားဖြစ်တဲ့အတွက်တော့ပတ်ပုံနဲ့ဆက်ပြီးပြင်ပြပေးမယ်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ဖွင့်ပါပြီပေါ့နော်။ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အတွင်းပိုင်းဒီဇိုင်းလေးကလုံးဝကို luxury ဆန်ရဲ့ type ဘက်ကိုသွားတယ်ပေါ့နော်နောက်တစ်ခုကျတော့ညီမတို့လေ luxury item တွေကိုသိမ်းချင်တဲ့ customer ရဲ့အတွက်ကြတော့ဒီလိုမျိုးအံဝက်လေးတစ်ခုလည်းပါမယ်ပေါ့နော်ဒီအံဝက်လေးကတော့အဓိကပါလဲဆိုရင်ညီမတို့ဒီ luxury နိုင်တွေသိမ်းချင်တာနောက်တစ်ခုကျတော့လက်ကောက်တွေလက်စွပ်တွေသိမ်းချင်တယ်ဆိုလို့ရှိရင်ဒီအံဝက်လေးကသိမ်းထားမယ်ဆိုလို့ရှိရင်လုံးဝဆမှတ်ကြတဲ့ပတ်ကူသွားမှာပေါ့နော်ဒါလေးကတော့သူ့ရဲ့အံဝက်တစ်ပိုင်းလေးပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်ညီမတို့အကန့်လေးကဒီတက်ကန့်ပါမယ်ပေါ့နော်ဒီကန့်လေးလေးပါမယ်နောက်ဆုံးကျတော့ဒီအောက်မှာဆိုရင်ညီမတို့လှုပ်ဝဲအံဝက်လေးတစ်ခုပါတယ်အဲ့အံဝက်လေးလည်းညီမတစ်ခါဖွင့်ပြပေးမယ်ဒီလိုပုံစံမျိုးလေးလည်းသွားမယ်ပေါ့နော်ဒီလိုလေးဖြစ်နေမယ်ဒီအောက်မှာဆိုလို့ရှိရင်လည်းညီမတို့ဒီ3လက်မဒုတယ်4လက်မဒုတယ်လောက်ပေါ့နော်အဲ့လိုမျိုးအံဝက်လေးပါမယ်ဒီအံဝက်ကတော့အဓိကညီမတို့အရေးကြီးတဲ့စားရဲဆန်တဲ့လေးပြီးရွှေချောင်းတွေသိမ်းကျင်နေဆိုလို့ရှိရင်တော့ဒီအံဝက်လေးရဲ့အောက်မှာထိန်းထားလို့ရမှာပေါ့နော်ဒီပုံစံမျိုးလေးပြန်ပိတ်ထားလို့ရတယ်ဒါလေးကတော့သူ့ရဲ့ဒီမိုင်းတစ်ခါလေးပဲဖြစ်ပါတယ်ဒီဘေးမှာဆိုလို့ရှိရင်လည်းညီမတို့တွေဒီလိုမျိုးတော့တွေထိထားလို့ရနေတာလေးတစ်ခုနဲ့ပါမယ်နောက်တစ်ခုကကျတော့ဒီအောက်မှာနေနေညီမတို့စားရဲဆန်တဲ့လေးပေါ့နော်အဲ့လိုမျိုးလေးထည့်ထားလို့ရမယ့်ဟာလေးတွေပါမယ်ဒါလေးကတော့ညီမတို့ရဲ့ဒီမြန်မာနိုင်ငံမှာတော့ပထမဦးဆုံးမြန်မာမှာစင်တွင်ရောက်ကြခြင်းမရှိသေးတဲ့ face sensor ပါတဲ့အလုံးလေးပဲဖြစ်ပါတယ်ရှင့်တကယ်လို့ပေါ့နော်ဒီ face sensor ပါတဲ့ဥစ္စာမျိုးကိုကိုယ်တိုင်လာပြီးတော့ testing လုပ်ခြင်းနဲ့စမ်းကြည့်ခြင်းနဲ့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ညီမတို့ရဲ့ Hawaii Pay Machine မှာလာရောက်စုံစမ်းမေးမြန်းနိုင်တယ်လို့ပုံစံပြီးတော့ပဲဖြစ်ဖြစ်ဒီပေါ့နော် showroom ကိုလာပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်လာရောက်ကြည့်ရှုပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်